ထွေလုံးတဲ့လူတစ်ပါးရဲ့အကောင်းဆုံးတွေလို့မြည်တယ်ဘဝဖြစ်မြည်ရဲ့ချစ်စစ်တရားဝီလို့ပြောက်ွယ်လာရင်ရရှိရဲ့နောက်တော့ကိုလိုက်ဖို့တကယ်ချင်းလန်းလာပါနေလို့မနေနဲ့ရောက်နေတာလည်းငယ်ပါစေကောင်းဆုံးရမြတ်စွာတဲ့ဘာလို့ရှင်နေမို့ဘယ်လိုရှင်နေရလို့မဝလို့လာပါစေဖို့မုံရရဝိပတာချစ်စရကရှင်မတာဝိစားတဲ့ပန်းလေးများလို့တော့ဝလာပါစေဖို့ထွေလုံးတဲ့လူတစ်ပါးရဲ့အကောင်းဆုံးတွေလို့မြည်တယ်ဘဝဖြစ်မြည်ရဲ့ချစ်စစ်တရား